အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်သားလေးနဲ့မုံတီတုပ်စားပါမယ်ချက်သားလေးကိုနှုတ်ဆင်းပြီးတော့စားစနဲ့ချုံမုံငပြားရင်းနဲ့နေပြီးနှက်ထားတယ်ချက်သွန်အဖြူနီရောင်တင်မှုန်လေးကိုစီးတက်ပါတယ်စီးတက်ပြီးချက်သွန်လေးနွမ်းလာပြီဆိုရင်တော့ခရမ်းကျင်သီးလေးအနှစ်လောက်ထားတာလေးကိုထည့်ပါတယ်ခရမ်းကြီးချက်လေးအစင်းသင်းဖြစ်ပြီးဆိုရင်နှုတ်ဆင်းထားတဲ့ချက်သားလေးတွေထည့်လိုက်ပါတယ်ချက်သားစီတက်ချက်ကလေးတော့ရပါပြီရှင်တုပ်စားဖို့အစင်းသင်းဖြစ်ပါပြီမုံတီတုပ်ပါတော့မယ်ရှင်အဲဦးနဲ့မမေအတွက်အရင်တုပ်ပေးပါတယ်မမေကသွားမကောင်းလို့မဝါနိုင်တဲ့အတွက်ပဲကြော်တော့မထည့်ပါဘူးရှင်ကျန်တာတော့အဆုံးထည့်ပြီးတုပ်ပေးပါတယ်ညက်ကြိုက်တဲ့လူကညက်ခောက်ဆွဲနန်းကြီးကြိုက်တဲ့လူကနန်းကြီးတုပ်စားကြပါတယ်ရှင်မေတော့မုန်တီတုပ်လေးပဲတုပ်ပေးပါတယ်စားကြပါအောင်ရှင်
မွေးသမီးခင်အိမ်ဦးနတ်ကြီးစားနေပါပြီရှင်အားပေးကြပါအောင်ရှင်စားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေနောက်ထပ်လည်းပြန်တွေ့ပါအောင်မယ်တတပါ